Manchester United အသင်းကဒါသူတို့ရဲ့ Premier League ရာသီပိတ်နောက်ဆုံးပွဲအဖြစ် Aston Villa အသင်းကို2-9ရှိနဲ့အနိုင်ရပြီးတဲ့နောက်ပိုင်းမှာချက်ချင်းဆိုသလိုပဲအသင်းတစ်သင်းလုံးက squad တစ်ခုလုံးဟာအာရှမှာခြေတန်းပွဲကစားဖို့အတွက်ထွက်ခွာလာပြီဖြစ်တယ်။ Man United ကအခုရာသီအကုန်ပေါ့လေ post season မှာပုံမှန်အားဖြင့်က pre season သွားလိရှိပေမဲ့ဒါတမိုင်းတစ်လျှောက်သူတို့ club တဲ့အတွက်ပထမအဆုံးချိန် post season ဒါခြေစမ်းပွဲနှစ်ပွဲကစားဖို့ရှိတယ်။တပွဲကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာအာဆီယံ All Star အသင်းနဲ့29ရက်နေ့မှာကံဖို့ရှိပြီးတော့နောက်တစ်ပွဲကတော့ဟောင်ကောင်မှာခြေစမ်းပွဲနှစ်ပွဲဒါကသူတို့ရဲ့လက်ရှိရင်ဘတ်စပွန်ဆာဖြစ်တဲ့ Snapdragon ရဲ့ဒါပါရိုတဒီကြောင့်သူတို့ကနှစ်ပွဲကန်တယ်ဆိုတော့ဒီခါလေးကျတဲ့ surprise ပဲသူတို့ယူရိုပါလိမှာ21ရက်နေ့မှာယူရိုပါလိသွားကန်တယ်ပြီးတော့25ရက်နေ့မှာ Premier League 25မှာ Premier League နောက်ဆုံးပွဲကန်ပြီးတော့ချက်ချင်းတောင်မနာပဲနဲ့မလေးရှား airline နဲ့သူတို့ထွက်သွားတယ်ဆိုတော့ Manchester United အသင်းကအခုဒါကွာလာလမ်ပူမြို့မှာဒါမေလ28ရက်နေ့ပေါ့လေဒါကွာလာလမ်ပူမှာဆိုတော့မေလ28ရက်နေ့ဒါမှာဒါသူတို့မလေးရှားဒီအာဆီယံ All Star အသင်းနဲ့ကန်မယ်ပြီးတော့မှဟောင်ကောင်မှာ Friday ပေါ့လေ30ရက်နေ့မှာဟောင်ကောင်စတေဒီယမ်မှာဟောင်ကောင်တင်းနဲ့ United ကနှစ်ပွဲကန်မယ်ဒါက Snapdragon ကနေဒါ pre-season အတွက် United ကနှစ်ပွဲလှုပ်ထားတယ်ဆိုတော့ဒီနေရာမှာ Man United ကအခုတလုံး10အနေထားရဒါသူတို့ဒီနေရာမှာသူတို့ရဲ့ class squad ပေါ့လေ Manchester United ကမလေးရှားကိုလာတဲ့ squad မှာပေးသက်တော်တော်များများကအရန်နေလူတွေပါမလားပေါ့လေအထူးသဖြင့်အာဆီယံကပေးသက်တွေရောအာရှကပေးသက်တော်တော်များများက United ရဲ့ disappointed seasonနောက်တစ်ခုက Europa League Final ရှုံးလိုက်တဲ့ show ပေးတဲ့တော်တော်များများကဒီပွဲကိုအာရုံစိုက်မှုရောကျသွားခဲ့တယ်လို့ဒါသုံးသပ်မှုတွေရှိနေကြတဲ့အချိန်မှာ United ကတော့တော်တော်များများ squad အပြည့်ပဲဒါအခုသူတို့ကိုသမား Andre Onana ပါတယ်Tom Heaton ပါတယ်ပြီးတော့မှအထိုင်ပါတယ်နောက်ခန်းစစ်ကတော့ဒီ Harry Amos တို့နောက်တစ်ဖက်က Dalot Matthias Tilly Patrick ဒါဒိုကူဂျူနီအီဗန်နောက်တစ်ဖက်က Eden Haydenပြီးရင်တစ်ချိန်တည်းမှာပဲ Harry Maguire ပါဝင်လူရှိုတို့ပါပြီးတော့နောက်အသင်းကထွက်တော်မဲ့ Victor Lindelof တို့ဒါဘာလို့ပေါ့ဒီဘယ်လိုပြောမလဲအဲ့ဒီကစားမကြီးတော့မတွေ့တော့ဘူးလေကွင်းလေက Casemiro ပါတယ် Toby Coyle ပါတယ် Bruno Fernandes ပါတယ်နောက် Kobe Mainoo ပါတယ် Mason Mount ပြီး Manuel Ugarte တို့ပါပြီးတော့တိုက်စစ်က Alejandro Garnacho Amad Diallo Rasmus Hojlund နောက် Chitoဒါ OB ပေါ့လေဆိုတော့သူတို့လူစုံနီးပါတော့သူတို့ Man United က squad ကိုအကုန်လုံးအပြည့်ခေါ်လာတယ်ဆိုတော့ဒါလည်းသူတို့ပါတော့တတိပေါ့လေဒါဒီအာဆီယံမှာကစားမဲ့ပွဲအတွက်ဒါပွဲအတွက်ရောဒါမလေးရှားမှာကစားမဲ့ပွဲအတွက်ရောတစ်ဖက်ကဒီကျွန်တော်တို့ဟောင်ကောင်မှာကစားမဲ့ပွဲအတွက်ဒီနေရာမှာ Alejandro Garnacho ရဲ့အနာဂတ်ဟိုတနေ့က Garnacho